ဘောလုံးသမားတချို့ဟာငါးကျယ်ပွင့်ဟိုတယ်တွေထက်ပိုစည်းကြီးတဲ့အိမ်တွေမှာနေထိုင်ကြတယ်ဆိုလားတင်သိပါသလားဒီမှာဇင်ခန်းအိမ်ကြီးတွေရှိတဲ့ထိပ်တန်းဘောလုံးသမား9ယောက်ကိုဖော်ပြလိုက်ပါတယ်9ယောက်ခေလီယန်အမ်ဘာပေဒေါ်လာ6တန်အမ်ဘာပေဟာ smart home နည်းပညာကိုပိုင်အားကစားရုံအိမ်တွင်းရီကူးကနဲ့အစိမ်မြင့်လုံခြုံရေးတွေပါဝင်တဲ့ပါဠိမျိုးကခန်းနာတဲ့အင်ကြီးတစ်လုံးကိုပိုင်းဆိုင်ထားပါတယ်ငယ်ရွယ်တဲ့ဘရွင်ကြီးကျယ်ခန်းနာတဲ့လူနေမှုပုံစံ4ယောက်နေမာဂျူနီယာဒေါ်လာ8ထန်တန်နေမာရဲ့ဘရာဇီးမေဂါအင်ကြီးမှာရဟရင်စင်းသက်ရာနေရာစပါတင်းနစ်ကွင်းရေကူးကန်ကြီးနဲ့ညားကလပ်တို့ကိုပါဝင်ပါတယ်စစ်မှတ်တဲ့စူပါစတာစိတ်ဓာတ်3ယောက်ဇလာတန်အီဘရာဟီမိုဗစ်ဒေါ်လာ10ထန်တန်ဇလာတန်ဟာရေကန်ရှူခွင်းကိုပိုင်အားကစားရုံရုပ်ရှင်ရုံနဲ့စိတ်ကြိုက်အတွင်းပိုင်းအလော်စီမိုးတွေပါဝင်တဲ့ဆွေဒင်နိုင်ငံကဇင်ခန်းအင်ကြီးမှာနေထိုင်ပါတယ်ခိုင်မာတဲ့ကိုရီကိုတိုက်အတွက်ခိုင်မာတဲ့အိမ်ထိတ်ဆုံး2ယောက်ကိုမဖော်ပြခင်ဘောလုံးအကြောင်းအရာတွေပုံမသိရှိလိုပါကတပယ်တတ်လို့ပြီး share လုပ်ပြီး follow လုပ်ပါ2ယောက်ခရစ္စတီယာနိုရိုနာဒိုဒေါ်လာ20တန်CR7 ရဲ့ Madrid အင်ကြီးမှာအမိုးဘောရေကူးကန်ဇင်ခန်းစပါကိုပိုင်အားကစားရုံနဲ့သူ့ရဲ့စူပါကားတွေအတွက်မီးအောက်ကားကိုတောင်းတို့ပါဝင်ပါတယ်အထက်တန်းစားနေထိုင်မှုသာစာရင်းရဲ့ထိပ်ဆုံးမှာဒေါ်လာ40တန်းကျော်တန်းနဲ့ဈေးအကြီးဆုံးအိမ်ရှိတဲ့ဘောလုံးသမားပါသူ့ရဲ့မာယာမီရေကမ်းနားအိမ်ကြီးမှာတီးတန့်စိတ်ကန်းရုပ်ရှင်ရုံအားကစားခန်းမှာရေကူးကန်များစွာနဲ့အတေးဝကိုရီကူရတာလွတ်ထခွင့်တွေပါဝင်ပါတယ်တိတ်ဆိတ်ငြိမ်သက်တဲ့စိန်ခံမှုဂုတ်လူနေမှုပုံစံမက်ခန်ကဏ္ဍမှာကစားသမားရဲ့နာမည်ကိုခံမှန်းကြည့်ပါ